ဘာလို့စကားပြောတတ်ဖို့ကပညာရည်ချင်းတဲ့ဘာကြောင့်ပိုအရေးကြီးတယ်ဆိုတာသိလား။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကစကားပြောတယ်ဆိုလို့ရှိရင်ကျွန်တော်က eye to eye ပေါ့ eye connection မိအောင်အရေးတယူကျွန်တော်ကကြည့်ပေးရတာရှိတယ်။နားထောင်ပေးရတာရှိတယ်။ပြီးဆုံးပေါ့။သူများစကားပြောတဲ့ချိန်မှာလည်းကျွန်တော်ဖြတ်ပြောလို့မရဘူး။ဘာလို့လဲဆိုဖြတ်ပြောရင်သူ့ရဲ့ဆိုလိုရင်းကိုကျွန်တော်မသိဘူး။မသိရင်သူ့ကိုဘာပြန်ပြောအောင်ဆိုတော့တစ်ဖက်လူရဲ့စကားကိုစိတ်ပါဝင်စားစွာနဲ့သိချအရင်နားထောင်တဲ့ခါကျတော့အမှdata ရသူ့ရဲ့ပြောပြတဲ့စကားလုံးတွေထဲမှာရှိတဲ့လေယူလေသိန်းနော် body language ပေါ့သူဒီအကြောင်းအရာဘယ်လောက်ထိစိတ်ဝင်စားနေကိုပြောပြလဲဆိုတာကိုကလက်ခံရရှိတဲ့အချိန်ကြတော့မှကျွန်တော်သူ့ကိုပြန်ပြောအောင်သူ့ရဲ့ပြောတဲ့စကားတွေကထောက်ခံတဲ့နာကိုလည်းထောက်ခံရတယ်အဲ့ဒီခါမှာကိုယ့်ရဲ့အတွေးအခေါ်ကိုလည်းငါတို့ဒီလိုမြင်နေဆိုတဲ့ပုံစံမျိုးကိုလည်းသူ့အနေနဲ့နားလည်လက်ခံပြီးတော့စဉ်းစားပေးလို့ရအောင်ပြောပြီးတော့ပေးရတယ်အဲ့တော့မှကိုနဲ့လူတကာလာပြီးစကားပြောတဲ့ခါကျတော့သူနဲ့စကားပြောလို့ရှိရင်စိတ်လုံခြုံမှုရတယ်ဆိုစကားလာပြောခြင်းလူများများကျွန်တော်နဲ့လာပြီးစကားပြောတဲ့ခါကျတော့ဒီလိုစကားပြောကောင်းတယ်အမှန်တကယ်စကားပြောကောင်းတာမဟုတ်နားထောင်ကောင်းတာသူတို့တွေကိုကိုကတလေးစားနဲ့နားထောင်ပေးတယ်နားထောင်ရုံမဟုတ်ဘူးနော်ဒီကဝင်ဒီကထွက်မဟုတ်ဒီကဝင်လာတဲ့ဟာတေချာလေးသူ့နားထောင်ပေးပြီးတော့အကြံဉာဏ်ပြန်ပေးနိုင်အောင်လို့ကိုကအဲ့အစင်းရအောင်လုပ်အောင်ကိုအဲ့ခါကျတော့ကိုကနားထောင်ကောင်းသူစကားပြောကောင်းသူဆိုတာကိုယ့်ရဲ့အပေါင်းအသင်းတွေကြားမှာကျွန်တော်ကရေပန်းစားတာငါတို့ကစကားပြောကောင်းတယ်သူကအဲ့လိုမျိုးပေါ့ဆိုတော့ကျွန်တော်ရေပန်းစားဖို့ပြောတာပေါ့နော်ပေါင်းတက်တင်းတက်တဲ့လူကမပေါင်းတက်မတင်းတက်တဲ့လူထက်အများကြီးတာတယ်ပညာတက်တယောက်ဗျာအရန်ဘောတွေဒီဂရီအများကြီးရနေလိမ့်မယ်သူကပြောတတ်ဆိုတဲ့ပေါင်းတက်တင်းတက်သူမဟုတ်ဘူးဆိုရင်ဘာဘွဲ့ဘာဒီဂရီမှမရှိဘဲနဲ့ပြောတတ်ဆိုတဲ့ပေါင်းတက်တင်းတဲ့လူကိုမမီဘာလို့လဲဆိုတော့အဲ့ဒီပညာတွေကအကြောင်းမှသင်ပေးတာမဟုတ်ကျွန်တော်အပြင်လောကထဲမှာရတယ်ဟာဒါကျွန်တော်ဆိုရင်ဈေးအယောင်းဝယ်လောကထဲမှာကျွန်တော်နေခဲ့တာလူတွေနဲ့ကျွန်တော်စကားပြောရဲဆိုတယ်ပေါ့နော်အဲ့ခါမှာဒီစကားပြီးရင်သူနောက်စကားကဘာလဲဆိုတော့ကျွန်တော်ကသိပြီဗျာခံမှန်းလို့ရတယ်ဆိုတော့ပြောချင်တာလူအများကြီးနဲ့ဆက်ဆံတော့ကျွန်တော်ကပြောတတ်ဆိုတတ်ပေါင်းတတ်တင်းတတ်တဲ့ဆိုတဲ့အဆင့်ရောက်ကိုပေါင်လေးနဲ့ဟိုလူကြားလည်းမသွားဒီလူကြားဟိုလူနဲ့လည်းဝင်ပြောဒီလူနဲ့လည်းဝင်ပြောကျွန်တော်စကားပြောတယ်ဘာမှကြောက်စရာမလို confidence ရှိအောင်ကိုယုံကြည်မှုတစ်ခုရှိရမယ်ဘာလို့ယုံကြည်မှုရှိအောင်လဲဆိုရင်စကားအထအတူလေးတန်ဟန်ပန်မူရဒါတွေကကျွန်တော်တို့ဗမာစကားမြန်မာစကားပေါ့နော်အရန်လေးနဲ့တယ်အဲ့ခါမှာကျွန်တော်ထန်ကရိုင်းကြနဲ့ပီတတနဲ့နောက်ပြီးတော့နားလေလွယ်တဲ့စကားတွေနဲ့ပြောဆိုဆက်ဆံပြီးတော့ကျွန်တော်အဆက်အသွယ်တစ်ခုကောင်းကောင်းလုပ်နိုင်လို့ရှိရင်လူကြားသူကြားမှာကျွန်တော်ဒါသူများထက်နှဖျားတာတဲ့လူငယ်တွေလူရွယ်တွေအဖြစ်ကျွန်တော်ရှောင်းလန်းလို့ရမယ်ဆိုတော့ဘာမှမလုပ်နိုင်ဘူးရှင်ပြောတတ်ဆိုတတ်ပေါင်းတတ်တင်းတတ်တဲ့လူအရင်ဖြစ်အောင်လုပ်နားထောင်ကောင်းတယောက်ဖြစ်အောင်ရလို့ပြပြီဒါဆိုရင်တဆင့်ရပြီနောက်တဆင့်ကကိုယ့်ရဲ့ကျွမ်းကျင်တဲ့ level တွေအလိုက်မှာကြုံတွေ့ရတဲ့လူတွေနဲ့ကိုယ့်ရဲ့အဲ့အရေးချင်းကိုတုံးချ Okay love you guys